အဖိုးအိုဟာသူ့ခြံနောက်ဖေးမှာမြုပ်ထားတဲ့တစ်သားတစ်တာကြီးကြီးတစ်လုံးကိုတူးဖော်မိပါတယ်အထဲမှာရွှေရရှိမယ်လို့ရိုးရိုးသားသားယုံကြည်နေတဲ့အတွက်ကားနဲ့ကြိုးချီလီပါကိုအကုန်နင်းပြီးအဲ့ဒီတစ်တာကြီးကိုမြေကြီးထဲကနေဆွဲထုတ်လိုက်ပါတော့တယ်လေးလံလုံးနဲ့တစ်တာကြီးကသူ့ကိုယ်တောင်ပြင်းပြင်းမလို့ဖြစ်သွားခဲ့တာပါအတော်လေးအားစိုက်ထုတ်လိုက်ရပြီးတဲ့နောက်မှာတော့တစ်တာကိုမြေအောက်ခံတဲ့အထိတဲလာနိုင်ခဲ့ပါတယ်လောဘဇောတက်နေတဲ့အဖိုးအိုဟာကရိယာဘုံကိုအမြန်ပြေးယူတန်တူးရင်းနဲ့အားကုန်သုံးပြီးတစ်တာကိုလှန်လိုက်ပါတယ်အကြာကြီးလုံးပန်းပြီးနောက်မှာတော့တစ်တာပွင့်သွားခဲ့ပါပြီသူကမီးသီးလေးထွန်းပြီးအထဲကိုဝန်းကြည့်လိုက်တဲ့အခါထိတ်လန့်သွားပြီးတောင်ခဲသွားပါတော့တယ်အထဲမှာရွှေရွှေအစာမြေကြီးမဲမဲတွေနဲ့အယုတ်ဖြူဖြူတွေပဲရှိနေလို့ပါဒါပေမဲ့အဖိုးအိုကလက်မလျှော့ပဲရွှေများရှိမလားဆိုပြီးမြေကြီးတွေကိုမှွေနောက်ရှာဖွေပြန်ပါတယ်ဝမ်းထဲစရာကောင်းတာကအကုန်လုံးအယိုးတွေကြီးပါပဲစိတ်ပြက်လက်ပြက်ဖြစ်နေတော့မှပဲ EC နဲ့အရာတစ်ခုကိုသူစမ်းမိသွားပါတယ်ကောက်ကြည့်လိုက်တဲ့အခါမှာတော့ဒါဟာခုံနေစေဖြစ်တဲ့နှလုံးသားတစ်ခုဖြစ်နေတာကိုတွေးလိုက်ရတယ်အဖိုးအိုမြင့်တက်သွားတာပေါ့ရာစုနှစ်ပေါင်းများစွာမြေမြုပ်ထားတဲ့နှလုံးသားတစ်ခုကအခုထိခုံနေနိုင်သေးတယ်ဆိုတာသူလုံးဝမထင်ထားခဲ့ဘူးလေငါသာဒီနှလုံးသားကိုအစားထိုးလိုက်ရင်နောက်ထပ်အနှစ်တရာလောက်အသက်ရှည်အောင်မှာပဲဆိုတဲ့အတွေးနဲ့တင်သူအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်အဲ့ဒီအချိန်မှာပဲနှလုံးသားကပိုပြီးပြင်းပြင်းထန်ထန်ခုံလာပါတော့တယ်သူကလန့်ပြီးတခြားလက်တစ်ဖက်နဲ့ဖိထားလိုက်ပေမဲ့နှလုံးသားကသူ့လက်ဝါးမှာတက်ပါသွားပြီးစိတ်ကက်အရည်တွေစိတ်ထွက်လာပါတယ်အဖိုးအိုဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲအဲ့ဒီနှလုံးသားကသူ့ပတ်ဆက်ထဲကိုတဲတဲမက်မက်ဝင်သွားပါတယ်သူဘာမှမလုပ်နိုင်ခင်မှာပဲနှလုံးသားကလဲချောင်းထဲကနေရှော့ဆင်းသွားခဲ့ပါပြီသူ့ရဲ့လေပင်ဟာဖားတကောင်လိုချက်ချင်းဖောက်တက်လာပြီးစက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒါကသူ့ခန္ဓာကိုယ်ထဲကိုရောက်သွားပါတော့တယ်ဒီလိုနဲ့အဖိုးအိုဟာမထင်မှတ်ပဲမတည်နိုင်တဲ့နှလုံးသားကိုရရှိသွားပါတယ်အိမ်ကခွေးတောင်သူ့ရင်ဘက်ထဲကနှလုံးခုန်တန်းကိုကြားနေရတဲ့အထိပါပဲအဲ့ရထလာတဲ့အခါအဖိုးအိုဟာအရန်ပိုက်ဆာလာတာကြောင့်ရေခဲတက်တာကိုအမြန်ဖွင့်ပြီးကော်ဖီထုတ်ကိုအငမ်းမရကိုက်စားပါတော့တယ်ရေခဲတက်တာတွေကရှိသမျှကိုအကုန်ပြောင်းစားပြီးတဲ့နောက်မှာတော့ဘိုက်ဝသွားပါပြီအခုတော့အတန်းတက်ရမယ့်အချိန်ရောက်ပါပြီဘိုက်ဝသွားတဲ့အဖိုးအိုဟာចောင်းသားတွေကိုစာတင်ဖို့အတန်းထဲသွားပါတယ်သူ့စီကထွက်နေတဲ့ချင်းစုပ်စုပ်အနံ့ဆိုးကြောင့်ចောင်းသားတွေကဝိုင်းရကြပေမဲ့သူကတော့ဘာမှဂရုမစိုက်နိုင်ပဲတကူလုံးရရနေတာကိုပဲခံစားနေရပါတယ်ဘလောက်ကုတ်ကုတ်မတက်တာပါဘူးចောင်းသားတွေကတော့သူ့မှာထူးဆန်းတဲ့ယောဂတစ်ခုခုရှိနေတယ်လို့ထင်နေကြတာပေါ့အဖိုးအိုကသူ့အခြေအနေကိုသူများတွေမသိအောင်အောက်အဲတီးခံပြီးမြေဖြူကိုကင်ကာစာဆက်တင်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ခန္ဓာကိုယ်ကပြင်းပြင်းထန်ထန်တုန်ခါလာပါတယ်မြေဖြူကင်ထားတဲ့လက်ကလည်းအလိုလိုနေရင်းဆက်ဝိုင်းတွေရှောက်ဆွဲနေတာကြောင့်သူ့ရဲ့ရေစရာကောင်းတဲ့လှုပ်ရှားမှုတွေကចောင်းသားတွေကိုထပ်ပြီးရေမောစေပြန်ပါတယ်ချက်ချင်းဆိုသလိုအဖိုးအိုကမြေဖြူနဲ့နှလုံးသားပုတ်တစ်ခုကိုဆွဲလိုက်ပြီးပါဇက်ကနေအချွဲဖက်ကြီးတစ်ခုကိုထွေးထုတ်လိုက်ပါတော့တယ်မိနစ်အတော်ကြာအောက်ထားပြီးတဲ့နောက်မှာတော့သူလုံးဝတောက်မခံနိုင်တော့ပါဘူးငါပိုက်စာလာပြီအတန်းဆင်းမယ်လို့ပြောလိုက်တဲ့အခါចောင်းသားတွေဟာအဖိုးကြီးဘာဖြစ်သွားတာလဲဆိုပြီးအံ့ဩမင်တက်ကြံရိတ်ခဲ့ကြတာပေါ့အိမ်ပြန်ရောက်တာနဲ့သူဟာအစားအစာတွေကိုတစ်ဖြက်ဖြက်နဲ့အငမ်းမရပြန်စားပါတယ်သူ့ရဲ့လိမ္မာတဲ့ခွေးလေးကလည်းသူ့တခင်စီမှာထူးဆန်းတာတစ်ခုခုကိုမြင်နေရတယ်လို့မျိုးဒေါသတကြီးဟောင်းနေပေမဲ့အဖိုးအိုကတော့ကြက်ပေါင်ကြီးကိုကိုက်စားဖို့ပဲအာရုံရောက်နေပါတယ်သူရေခဲတက်တာစီသွားမှာတော့သူ့ပိုက်ထဲကနေအတန်တန်ထွက်လာပါတယ်ပြီးတော့အမဲရောင်လက်တံတစ်ခုထွက်လာတာပေါ့သူကြောက်လန့်တကြားနဲ့အဲ့ဒီလက်တံကိုဖမ်းဆွဲပေမဲ့စီးကပ်နေတဲ့အဲ့ဒီအသားချောင်းကလက်ထဲကနေရှော့ထွက်သွားပါတယ်အဖိုးအိုကဒေါသတကြီးနဲ့အဲ့ဒီလက်တံကိုပြန်ဖမ်းချုပ်ပြီးကက်ချင်းနဲ့ညှက်ပစ်လိုက်ပါတယ်ထိတ်လန့်စရာကောင်းတာကပြတ်သွားတဲ့အသားစားကကျန်းပြင်ပေါ်မှာတလုတ်လုတ်ဖြစ်နေတာပါပဲအဖိုးအိုကအဲ့ဒါကိုခြေထောက်နဲ့နင်းချပစ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲခွေးလေးကဘာလဲဆိုပြီးအနားကိုရှောက်လာပါတယ်ခွေးလေးမသိတာကတော့သူ့တခင်ဟာအခုချိန်